ကျွန်တော်ဘာလို့ရမလဲအဲ့လိုကျွန်တော်မေးရင်းနဲ့ဆူတောင်းရင်းနဲ့နော်မိုးလင်းသွားတယ်အဲ့ဒီအချိန်မှာမိုးမလင်းခင်မှာဘာဖြစ်လဲဆိုတော့ကျွန်တော်အခန်းထဲကိုတန်ရှင်တော်ဝိညာဉ်တော်ရောက်လာတယ်ကျွန်တော်အိတ်ကြီးခွဲမှုနဲ့အဲ့ဒီမျက်ရည်ကျတဲ့အလဲမှာဝိညာဉ်တော်ရောက်လာပြီးကျွန်တော်ဘာပြောလဲဆိုတော့ဘလို့ခံစားရတယ်လဲဆိုတော့မေးခွန်းမေးတယ်ဟာတကယ်ရင်ထဲမဆန့်အောင်နော်တကယ်ကျွန်တော်ဘဝရဲ့အကြည်ခွဲတကအကြည်ခွဲဆုံးနေ့တည်းဖြစ်ခဲ့တယ်ဘာဆက်လို့မှတော့မသိတော့အားအင်းနေမရှိတော့ယူပိုင်နေလဲအကုန်ပြောက်ကုန်တယ်ဘာလုပ်ဖို့လုပ်ရမှလည်းမသိတော့အသက်ရှင်စင်စိတ်တော်မရှိခဲ့လောက်အောင်ဝမ်းနေခြင်းခံစားရတယ်အဲ့တော့ရှင်တော်ရင်တော့ပြောလဲဆိုမင်းတို့သမီးနားမကြတဲ့ဘဝရောက်မယ်လို့ပြောတဲ့အခါမှာဘလို့ခံစားရလဲဟာကိုတော့ကျွန်တော်ဘဝတစ်ခုလုံးပြတ်သွားအောင်နာကျင်ပါတယ်လို့ကျွန်တော်ဖြေတယ်ဝိညာဉ်တော်ပြောတယ်ဒါဆိုရင်နေ့တိုင်းမှာငါသားသမီးတို့ငါစကားပြောတယ်ငါသားသမီးတို့ငါတွန်းတင်တယ်ငါသားသမီးတို့ငါခေါ်တယ်မကြောက်အတင်းတော့တစ်ပါးလည်းမဟုတ်ဘူးနှစ်ပါးလည်းမဟုတ်ဘူးယုံကြည်သူတစ်ယောက်လည်းမဟုတ်ဘူးနှစ်ယောက်လည်းမဟုတ်ဘူးအမှုတော်ဆောင်တွေလည်းမဟုတ်များဆိုတော့တည်းငါအတန်မကြောက်ဘူးတချို့ကကြားရတဲ့နဲ့နားမထောင်ငါဘယ်လောက်ခံစားမလဲဆိုတာမင်းကိုချင်းစားပြီလားလို့တန်ရှင်တော်ဝိညာဉ်တော်ဘုရားမင်းအဲ့ဒီမနေ့မှာတော့ကျွန်တော်အကြီးကျယ်အော်ငိုတယ်ကျွန်တော်အော်ငိုတာကျွန်တော်သမီးတွေ့မဟုတ်ကျွန်တော်ကိုယ်တိုင်မှစာရေးတန်ရှင်တော်ဝိညာဉ်တော်စကားပြောတာမကြားပဲနဲ့မကြားရတဲ့နဲ့နားမထောင်ခဲ့တဲ့အရာတွေအများကြီးရှိရပါတယ်ကွာဒီလောက်လေးရတော့ဒါလေးကတော့ဆိုတဲ့အရာနဲ့တန်ရှင်တော်ဝိညာဉ်တော်ဘလောက်ဝမ်းနေမလဲတန်ရှင်တော်ဝိညာဉ်တော်ဘုရားဘလောက်ကြည်ကွဲမလဲတန်ရှင်တော်ဝိညာဉ်တော်ဘုရားဘလောက်ခံစားစီမလဲတယောက်လည်းမဟုတ်ဘူးနှစ်ယောက်လည်းမဟုတ်တန်ပေါင်းမဲ့သောပြုံးကြည့်သူဘုရားတန်မကြားတာဘုရားတန်ကြားရတဲ့နားမထောင်တာတန်ရှင်တော်ဝိညာဉ်တော်ဝမ်းနေစီတယ်ကျွန်တော်ညီကောင်မလေးအဲ့ဒီမနေ့မှာကျွန်တော်ငိုတာကကျွန်တော်ကိုယ်တိုင်မှစပြီးကျွန်တော်မိသားစုအတင်းတော်ယုံကြည်သူတွေအတွက်ကျွန်တော်ငိုတယ်ဘုရားသခင်ဝိညာဉ်တော်ရဲ့တောင်းကြားဖို့ဒီခရိယန်တော်များဆိုရတဲ့ချင်းကတော့ရန်ကောင်းတယ်နော်ဆိုရတဲ့ချင်းကတော့ခေါ်တော်မူတဲ့ကိုကျွန်တော်ကြားရပြီကိုရောချစ်ချောင်းကိုကျွန်တော်တည်တဲ့ချင်းဆိုတယ်နော်တခါလေကျွန်တော်ဘုရားသခင်ခေါ်တဲ့တန်ကိုကျွန်တော်ကတချင်းထဲမှာပဲကြားတယ်တချင်းထဲမှာပဲကြားတယ်ကျွန်တော်တောင်ကြီးမှာနေတော့ကနော်ဘာသာရေးအတင်းတော်ဟာရှိတယ်မိသားစုအရင်ဖျားရှိခိုးလို့ကျွန်တော်သွားတော့သူတို့ဓမ္မချင်းတစ်ပုတ်ဆိုရအောင်ဆိုတော့ကဲဆိုတော့သူတို့အဲ့ဒီချင်းကိုရွေးတယ်ခေါ်တော်မူတဲ့ကိုကျွန်တော်ချားရပြီကိုရောချစ်ချောင်းကိုတီးတယ်အဲ့ဒီချင်းလဲဆိုပြီးကျွန်တော်တရားဟောကျွန်တော်မေးတယ်ဖျားတန်ကြားဘူးလားဆိုတော့မကြားဘူးတဲ့ဒီနေ့တော်တော်များခရိယန်များစွာသောခရိယန်တွေကဖျားတန်မကြားဘူးဝမ်းနေစရာကောင်းတဲ့ညီကောင်တော်မတွေတကယ်ဘဝမှာဝမ်းနေစရာအကောင်းဆုံးကတန့်ရှင်းသောဝိညာဉ်တော်ရဲ့အတန်ကိုမကြားဘူးလားပဲအဲ့ဒီဖျားလမ်းပြတာကိုကျွန်တော်နားမလဲတာပဲအဲ့ဒါကျွန်တော်အကြီးအကျယ်ငိုပြီးဆူတောင်းတဲ့အခါဝိညာဉ်တော်ကကျွန်တော်ပြောတယ်မင်းငါတန်ကိုကြားတယ်လို့မျိုးမင်းသမီးကမင်းတန်ကိုကြားရမယ်ဆရာဝန်စကားကိုမယုံပါနဲ့ငါစကားကိုယုံပါအဲ့ဒီမဖြစ်နိုင်တဲ့ရာမင်းသမီးပေါ်မှာဖြစ်လာမယ်ကျွန်တော်အယံကို